Good morning ပါလူငယ်တွေအိမ်မက်ရှိရမယ်ဆိုတော့ကျွန်တော်အိမ်မက်ရှိလာအောင်ဆိုပြီးတော့အိတ်လိုက်တာပေါ့အခုမှခဏလေးကြော်ပြီလူငယ်တွေအိမ်မက်ရှိကြဖို့ပေါ့နော်လူကြီးတွေပြောတယ်လူငယ်တွေအိမ်မက်ရှိရမယ်ပြောနေတော့ကျွန်တော်လည်းအိမ်မက်ရှိလာအောင်ပေါ့နော်အကြိုက်အိတ်လိုက်တာခဏလေးချိုးသွားတယ်နေတာမလို့တရင်တော့အုံနေပါနဲ့ဘယ်လိုကြီးလဲမသိရသေးဘူးတော့